အားလုံးပဲမင်္ဂလာပါရှင် Read with me channel လေးကနေကြိုဆိုပါရစေဒီ channel လေးကနေလူကြီးမိဘတို့အပန်းဖြေနားယူရင်နားတော်တာဆင်နိုင်ရန်အတွက်စိတ်ဝင်စားဖွယ်ကောင်းသောဝတ္ထုတိုလေးများဝတ္ထုရှည်များနှင့်ကလေးဝတ္ထုကလေးများအားဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုတိုကလေးကတော့ဆရာသစ္စာနီးရေးသားထားသောကုန်းတိုက်ကြီးမှာလူပြောက်ချင်းဆိုသောဝတ္ထုတိုကလေးများထဲမှလိုတရလွယ်အိတ်ဆိုသောဝတ္ထုတိုကလေးအားဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပေးကြပါအောင်ရှင်။လိုတရလွယ်အိတ်နှွေကုံတော့မြည်တနေ့ကမိုးတပြိုက်နှစ်ပြိုက်ရွာသေး၏အနှဲငယ်အေး၍သွားသည်လေကတဖြူဖြူတိုက်နေ၏ကောင်းကင်တွင်တိမ်ညိုတအုပ်ကိုတွေ့ရ၏မိုးကြတော့မယ်တစ်ပင်အောင်မြခင်းပေါ်တွင်ထိုင်နေရင်အင်ဂျင်မုံကပြော့လိုက်၏သူ့ညီမတီရီဝေကအနီးတွင်ပကြီးဆွဲနေ၏စိတ်ဝင်စားပုံမပေါ်သူတို့နားကိုကြားပေါက်ခေါ်ကြည်ဟန်မြင့်ရောက်လာကမမအင်ဂျင်ငှက်ကလေးတွေဘာလို့မရလဲဟုမေးသည်ခြံထဲတွင်ငှက်ကလေးတွေဟိုပြန်ဒီပြန်ပြရခတ်နေသည်သူတို့၏နှုတ်ဖျားတွင်ညက်စကောက်ရိုးမြင်ချိုးစစတာကလေးတွေတန်းလန်းပါသွားတာတွေ့ရသည်အင်ဂျင်မုံကသူတို့အလုရှုပ်နေတာမိုးချပြီဆိုသူတို့အတိုက်ဟောင်းမျိုးပြင်းနေအတိုက်အစ်စ်တွေကိုစောက်တဲ့အကောင်လေးတွေကစောက်တယ်မိုးတန်လေးနဲ့ခဏအောင်ပေါ့ဒါကသူတို့အတိုက်ဆောက်ဖို့ပစ္စည်းလေးတွေတင်နေကြတာလीသူတို့နားကိုတစ်ဖက်အိမ်ကပုံပုံနဲ့ထုံထုံမောင်နှမနှစ်ယောက်လည်းရောက်လာကြသည်အင်ဂျင်မုံကသူတို့အတိုက်ဆောက်နေတာတို့ကူညီကြမလားဟုပြောတော့ထုံထုံကဘလို့ကူညီမှာလဲကျွန်တော်တို့ကအတိုက်မှမဆောက်တတ်တာပြီးတော့ကျွန်တော်တို့အနားရောက်တာနဲ့ငှက်ကလေးတွေကလက်ပြေးမှာတဲ့ဟုဆိုသည်အင်ဂျင်မုံကသူတို့အတွက်ငါတို့ကလိုသားရလိုအလီလုတ်ပေးကြမယ်လीဟုပြောတော့တီတီဝေကစိတ်ဝင်စားလာကဆွဲလက်စပကြီးစာအုပ်ကိုပိတ်လိုက်ပြီးမေးသည်လိုသားရလွယ်အိတ်ဆိုတာဘာလဲယင်မော်လွယ်အိတ်လားဟယ်ရီပေါ်တာတည်းရလို့လားအိုးအဲ့ဒါတော့မခက်ပါဘူးလိုတရလွယ်အိတ်ဆိုတာငှက်ကလေးတွေအတွက်လိုနေတာရတဲ့လွယ်အိတ်မျိုးပေါ့နေအောင်ငါအိမ်ထဲမှာအိတ်တိတ်သွားယူလိုက်အောင်မယ်ခဏနေတော့အင်ဂျင်မွန်အဝိတ်အိတ်တိတ်ယူကပြန်လာသည်အိတ်ကဟောင်းနှွမ်းစုပ်ပြက်ကအပေါက်ပေါက်အပြည့်ပြည့်ဖြစ်နေသည်အင်ဂျင်မွန်ကလိုတရလွယ်အိတ်လို့ဖို့မတုံးတော့ပဲစွန့်ပစ်ထားတဲ့အိတ်အဟောင်းတစ်လုံးလိုတယ်ဘလို့အိတ်ပဲဖြစ်ဖြစ်ရတယ်ခုလိုပေါက်ပြင်းနေပိုးတောင်ကောင်းသေးတယ်အဲ့ဒီတဲကိုငှက်ကလေးတွေအတိုက်ဆောက်ရမှာလိုတဲ့ပစ္စည်းတွေကိုတို့ကစုထည့်ပေးုံပဲဘလို့ဟာလဲရင်မမအင်ဂျင်ဩမျက်ခြောက်ကလေးတွေတစ်ကိုင်းချောက်သေးသေးမြင်မြင်ကလေးတွေအဝိတ်ကြိုးစားတွေကောက်ရိုးတွေပေါ့ကွထုံထုံကကျွန်တော်တို့ဘဲချံကကောက်ရိုးတွေပြန်ယူလိုက်မယ်အင်ဂျင်မုံကအီးကောင်းတယ်ဘဲမွေးရရင်လည်းယူခဲ့နော်ချွတ်နေတဲ့ဘဲမွေးရှိရင်ပြောတာဘဲဟူတော့မနှုတ်ရအောင်နော်တီတီဝေကမမခွေးမွေးရောရလာရင်သူ့မှာအမွေးဝဘော်ဘီဟုခေါ်သောခွေးကလေးတကောင်ရှိရာဝက်မြင်ပြီးနှင့်သူ့ကိုဖိသက်ပေးလျင်အမွေးလေးများကျွတ်တတ်သည်။အော်ရတာပေါ့ကွယ်။ခေါင်းအုံးအဖုံးတွေကမှုတ်ဆိုလဲရတာပဲ။သူတို့သည်ထိုစုံစီနဖာပစ္စည်းကလေးများကိုယူဆောင်လာကြကအိတ်ထဲတွင်ထည့်လိုက်ကြသည်။ဒီကိုဟိုဟာခြံဆက်ကတစ်ပင်အကိုင်းမှာတွားချိတ်ထားရမယ်။အိမ်နဲ့တိတ်နီးနေလို့လည်းမဖြစ်ဘူးငှက်ကလေးတွေမလာဘဲနေလိမ့်မယ်ထိုအိတ်ကိုခြံဆက်တစ်ကိုင်းတစ်ကိုင်းတွင်ချိတ်ကသူတို့မှာငှက်ကလေးတွေမမြင်နိုင်သည့်အိမ်တော့အကွယ်ကစောင့်ကြည့်နေကြသည်မကြခင်ငှက်ကလေးတွေမှာစူဇန်ရင်ထိုအိတ်ကလေးအားတွေ့သွားကြသည်မကြခင်ငှက်ကလေးများသည်ထိုအိတ်ထဲမှသူတို့လိုအပ်သောပစ္စည်းများကိုကိုက်ချီပြန်တန်း၏အလုရှုပ်နေကြတော့သည်သူတို့မှလည်းအံ့ဩကပျော်ရွှင်နေပုံရ၏ထိုအိတ်ကလေးမှာသူတို့အတွက်လိုသားရလွယ်အိတ်ကလေးဖြစ်နေသည်ချောင်းထိနေသောကလေးတိုက်မှလည်းပျော်ရွှင်နေကြသည်ငှက်ကလေးတွေကိုသူတို့ကူညီနိုင်သောကြောင့်ဖြစ်လေသည်ကြားပေါက်ကလည်းဝမ်းသာအားရအော်နေသည်လိုသားရလွယ်အိတ်กว่าလိုသားရလွယ်အိတ်နောက်ဆင်ပြီးခဲ့ကြတော့တိုးတယောက်ချင်းစီတိုင်းအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။တာယာအေးချမ်းသောနေ့ရက်ကလေးများအားပိုင်ဆိုင်နိုင်ကြပါစေရှင်။